ရှင်တောင်းနာပါတော့ချန်နေမှာကျဆလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါမမေဒီနေ့ပြသပြမှာတော့ချစ်စရာကောင်းပြီးတော့ပေါ့ပါနဲ့လက်ဆောင်ပဲပေးမလားကိုယ်တိုင်ပဲဝင်မလားတဂရန်ဝင်ချင်တယ်တဂရန်မပြည့်တဲ့ဆွဲတီလေးအញ្ញမ်းဝင်လာတဲ့ဆွဲတီလေးနဲ့မိတ်ဆက်ပြပါမယ်တဲလေးတို့ကြီးအားလုံးပဲမင်္ဂလာပါမင်းဒီနေ့ပြသပြမှာတော့ATK ကိုကလာအရှိုးဆွဲသီးလေးပဲဖြစ်ပါတယ်ဒီရှိုးဆွဲသီးလေးဆိုရင်ချစ်စရာကောင်းပါတယ်သူဆိုရင် 0.63 ဂရမ်ပဲရှိပြီးတော့လက်ဆောင်ပဲပေးမလားကိုယ်တိုင်ပဲဝယ်မလားအရန်ကိုအဆင်ပြေပြီးတော့ပေါ့ပါနဲ့ငွေမောင်နည်းနည်းလေးနဲ့အရန်မှာချစ်ဖို့ကောင်းတဲ့ဆွဲသီးလေးပါရှင်တဲပေါင်းဆွဲသီးလေးဆိုလည်းချစ်စရာလေးပါသူဆိုရင်တဂရမ်မပြေးပဲနဲ့ 0.5 ဂရမ်ပဲရှိပြီးတော့အရန်မှာအဆင်ပြေတဲ့ဆွဲသီးလေးပါအရန်လာတဲ့ဆွဲသီးလေးပါရှင်ဆွဲသီးလေးအားဆိုရင်အသေးဖောင်းဆွဲသီးလေးပါဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းတဲ့ဆွဲသီးလေးပါရှင်အရင်ကချစ်ဖို့ကောင်းတဲ့ဆွဲသီးလေးပါအရင်ကချစ်စရာကောင်းတဲ့ဆွဲသီးလေးပါရှင်မိုးဆက်ဆွဲသီးလေးဆိုရင်အရင်ကမိုက်ပါတယ်သူဆိုရင်1 gram ပဲရှိပြီးတော့အရင်ချစ်ဖို့ကောင်းတဲ့မိုးဆက်ဆွဲသီးလေးပါစက်ပြက်လေးလက်နဲ့အရင်ကလာတဲ့ဆွဲသီးလေးပါရှင်အရင်ကချစ်ဖို့ကောင်းတဲ့ဆွဲသီးလေးပါမင်းတို့ရှိမှာဆိုရင် ATK တာတလေးတို့ကြီးအလဲရမ်းလို့တပါတယ်လဲရင်တက်စေရောင်းဝယ်ဆိုင်900ခိုင်တော့မဖြစ်ပါနဲ့ရှင်ဟုတ်တယ်ရှိုးဆွဲသီးလေးဆိုရင် 0.57 ပဲရှိပြီးတော့ရန်အောင်ချစ်ဖို့ကောင်းတဲ့ဆွဲသီးလေးပါမင်းပြပေးတယ်ဆွဲသီးလေးတွေကိုစိုက်နေတတ်တယ်ဆိုရင်မင်းတို့ရဲ့တော်နကားပေးမစင်ချပါလေလာရအားပေးဝယ်မယ်တို့မင်းတို့ရဲ့ Viber ဖုန်းနံပါတ်2920 3498ပါလာရအားပေးဝယ်နေပါတယ်မင်းတို့ဆိုင်ကိုကိုယ်တိုင်လာရအားပေးဝယ်ခြင်းတဲ့အသေးလေးတွေအတွက်လည်းမင်းတို့ဆိုင်တာဆိုရင်ဒီလမ်းမကြီးပေါ်မှာရှိတဲ့တော်ဝင်စင်တာမီနီတက်မှာဖွင့်ထားပါတယ်အသေးလေးတွေနော်အရန်ကိုဒီဇိုင်းစမ်းလေးနဲ့လာလေးနဲ့ပေါ့ပါဝတ်ချင်တယ်ဆိုရင် ATK ဒီဇိုင်းမျိုးစုံရှိပြီးတော့မင်းတို့ဆိုင်ရဆိုရင်အရန်မှာလဲလက်တာတို့မင်းတို့ဆိုင်ကိုလာရအပေးကိုဖိတ်ခေါ်လိုက်ပါတယ်တဲလေးတို့ကြီး